ဒီဗီဒီယိုမှာတော့မြောက်ကိုရီးယားရဲ့ခေါင်းဆောင်ကင်ဂျုံအွန်းရဲ့သမီးကင်ဂျူအေးအကြောင်းပြောမှာဖြစ်ပါတယ်။သူ့ကိုမြောက်ကိုရီးယားရဲ့ထိပ်တန်းခေါင်းဆောင်ကင်ဂျုံအွန်းနဲ့ဇနီးဖြစ်သူလီဆွန်းဂျူတို့ကနေပြီးတော့2013ဝန်းကျင်လောက်ကမွေးဖွားခဲ့တာဖြစ်ပြီးအခုဆိုရင်အသက်73နဲ့ရှိနေပါပြီ။ထိပ်တန်းအာဏာရှင်တယောက်ရဲ့သမီးဖြစ်သူကင်ဂျူအေးဟာတာမန်ထက်လော်ကဲတဲ့အခွင့်အထူးခံဘဝကိုပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။အစားအသောက်ပြန်လည်မှုနဲ့အခက်အခဲတွေကိုနေ့စဉ်ရင်ဆိုင်နေရတဲ့တာမန်မြောက်ကိုရီးယားပြည်သူသားပေါင်းများစွာနဲ့မတူပဲယူအေးရဲ့ဘဝဟာစီးဆယ်ဥစ္စာနဲ့ပြည့်နှက်နေတာပါ2017မှာဖခင်ဖြစ်သူကွယ်လွန်ပြီးတဲ့နောက်အာဏာရရှိလာခဲ့တဲ့ကင်ဂျုံအွန်းဟာမြောက်ကိုရီးယားကိုတင်းကျပ်စွာအုပ်ချုပ်ပြီးကြောင်းမဲ့ဖွယ်ကောင်းတဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့အပြင်တစ်ဖက်မှာလည်းမိသားစုအပေါ်ချစ်ခင်မြတ်နိုးတဲ့အိမ်ထောင်ရှင်တစ်ယောက်ပုံရိပ်ကိုတည်ဆောက်ခဲ့ပါတယ်သူတို့ဇနီးမောင်နှံဟာစီလုံးပြီးအာဏာရှိတဲ့မိသားစုပုံရိပ်ကိုထုတ်ဖော်ပြသနေပြီးအဲ့ဒီရဲ့ဗဟိုချက်မှာတော့ကင်ဂျူအေးကရှိနေတာပါဂျူအေးဟာငယ်စဉ်ကတည်းကတာမန်ပြည်သူတွေစိတ်ကူးအောင်ရင်လို့မရတဲ့လူနေမှုဘဝကိုခံစားခဲ့ရပါတယ်သူမဟာတည်တံ့ဥယျာဉ်တွေရေကူးကန်တွေတည်တံ့ရုပ်ရှင်ရုံများနဲ့အစင်းမြစ်စစ်ပစ္စည်းများပါဝင်တဲ့ခမ်းနားလာတဲ့စံအင်ကြီးတွေမှာနေထိုင်ပါတယ်သတင်းတွေရဲ့ဖော်ပြချက်အရမြောက်ကိုရီးယားကဘယ်မိန်းကလေးမှသူမနဲ့တူညီတဲ့စမဲပုံစံဒါမှမဟုတ်ဩဝစာတွေကိုဝတ်ဆင်ခွင့်မရှိပါဘူးအာနာရှင်ရဲ့သမီးဖြစ်သူကိုတူးပတာဟာစနစ်တစ်ခုလုံးကိုစွန်ကားတာလို့သတ်မှတ်ထားကြလို့ပါဒီလိုနိုင်ငံမျိုးမှာတာမန်အမှားသေးသေးလေးတစ်ခုဟာသင်ရလွတ်လပ်ခွင့်ဒါမှမဟုတ်သင်ရအသက်ကိုပါဆုံးရှုံးသွားစေနိုင်ပါတယ်။လူမနဲ့ရုပ်ချင်းအရန်တူလောနာကြောင့်ဖန်စီထသိမ်းခံခဲ့ရတဲ့မြို့သမီးငယ်တွေရှိတယ်လို့တော့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။တောင်ကိုရီးယားအစိုးရရဲ့သတင်းမြစ်တွေရဲ့အတည်ပြုချက်အရကင်ဂျုံအောရဲ့သမီးဖြစ်သူကင်ဂျူအေးဟာဖခင်ဖြစ်သူရဲ့အာဏာစိတ်ခံသူအဖြစ်သတ်မှတ်ခြင်းခံထားရသူလို့လည်းသုံးသပ်ထားကြပါတယ်။အသက်73နှစ်သာရှိသေးတဲ့ဒီစံကျော်သက်လေးဟာတိုင်းပြည်တစ်ခုလုံးကိုအုပ်ချုပ်ဖို့ပြင်ဆင်နေတာပါ။ဒါပေမဲ့လူတွေကိုပိုပြီးအံ့အားသင့်စေတာကနိုင်ငံရေးမဟုတ်ပဲဒီမိန်းကလေးရဲ့လူနေမှုဘဝပုံစံဖြစ်ပါတယ်။ကင်ဂျူအေးရဲ့ပညာရေးဟာတာမန်မြောက်ကိုရီးယားကလေးငယ်တွေသင်ယူရတဲ့စနစ်တကျထိချုပ်ထားတဲ့ပညာရေးနဲ့လုံးဝကွဲပြားပါတယ်။တာမန်ကျောင်းသားတွေဟာအစိုးရအပေါ်မှာသစ္စာစောင့်တည်ဖို့ဝါဒဖြတ်ပညာရေးတွေကိုသာထမ်းခါတလဲလဲသင်ယူခဲ့ရပေမဲ့ဂျူအေးကတော့တိကျလေးချက်ပေးထားတဲ့ပညာရေးကိုရရှိထားတာဖြစ်ပါတယ်။သူမရဲ့သင်ကြားရေးစနစ်ကိုစနစ်တကျရွေးချယ်ထားတဲ့တိကျဆရာတွေကသင်ကြားပေးပြီးနိုင်ငံခြားမှသာစကားကမ္ဘာသမိုင်းနဲ့အစင်းမြင့်သိပ္ပံဘာသာရပ်တွေကိုသင်ယူခွင့်ရရှိထားပါတယ်။ဒီလိုတည်တဲ့ပညာရေးဟာအခွင့်အထူးတစ်ခုတည်းမဟုတ်ပဲအနာဂတ်ခေါင်းဆောင်မှုရာထူးအတွက်ပြင်ဆင်ပေးနေတဲ့မဟာဗျူဟာလည်းဖြစ်ပါတယ်။ပြည်သူအများစုမိမှန်မှန်တော်မရတဲ့နိုင်ငံမှာသူမဟာနိုင်ငံရဲ့အခမ်းအနားတွေကိုခရစ်စတီယန်ဒီအောအင်ဂျီများနဲ့ဂူချီနေကမြင့်မှန်များကဲ့သို့တန်ဖိုးကြီးအမတ်တစိမ့်များကိုဝန်ဆင်ပြခြင်းဖြင့်ပြည်သူများရဲ့ဆင်းရဲဒုက္ခနဲ့စန့်ကျင်ဘက်အဝါအဝေးကိုပြသနေပါတယ်။ဖခင်ကင်ဂျုံအောရဲ့စတိုင်ကိုလည်းတူပထားတဲ့ပန်းမွေးအင်ဂျီများကလည်းကင်မိသားစုရဲ့အာဏာစိတ်ခံမှုကိုပေါ်ပြနေခြင်းဖြစ်ပါတယ်။တာမန်မြောက်ကိုရီးယားပြည်သူတယောက်ရဲ့တသက်တာဝင်ငွေထက်တောင်ပုံမတန်ဖိုးကြီးတဲ့ကမ္ဘာတန်ဖိုးကြီးတဲ့စိမ့်တွေကိုအသက်73နဲ့အရွယ်စံကျော်သက်လေးကဝစ်စင်ပြနေတာဖြစ်ပါတယ်။သူမဟာမြောက်ကိုရီးယားရဲ့ဩဇာအာဏာအကြီးအဆုံးဌာနကြီးတစ်ခုမှာခေါင်းဆောင်မှုရာထူးကိုပေးအပ်ခြင်းခံထားရတယ်လို့ဆိုပါတယ်။အသက်73နဲ့အရွယ်လေးနဲ့လူကြီးတွေတစ်သက်လုံးစူးစမ်းခဲ့ရတဲ့လုပ်ငန်းစဉ်တွေကိုအုပ်ချုပ်ကော့ကဲနေရတာဖြစ်ပါတယ်။တာမန်73နဲ့အရွယ်တွေကျောင်းစာအတွက်ပူပန်နေကြပါသူမကတော့အစိုးရဌာနတစ်ခုလုံးကိုစီမံခန့်ခွဲနေရတာပါနိုင်ငံပိုင်မီဒီယာများကလည်းသူမကိုမုံမြတ်တဲ့ကလေးကအဖိုးတန်သမီးတော်ဟူရဲ့ဘွဲအမည်များဖြင့်ခေါ်ဝေါ်ကြပြီးဆက်ရင်ခန်းသားများနဲ့ဒုံးကျည်လွန်တဲ့ဘွဲများတွေဖခင်နဲ့အတူရှင်တွဲပြသကအနာဂတ်ခေါင်းဆောင်အသစ်ဖြင့်စနစ်တကျပြည်ဆင်ပေးနေပါတယ်စစ်တပ်ထိပ်တန်းအရာရှိများကလည်းသူမကိုယိုသေးစွာဆက်ဆံကြပြီးဒါဟာကင်မျိုးစေ့ရဲ့အာဏာစိတ်ခိုင်မာကြောင်းတစ်ကမ္ဘာလုံးကိုသတင်းစကားပေးလိုက်တာဖြစ်ပါတယ်အနာလာတဲ့အခွင့်ထူးခံလူနေမှုဘဝနဲ့အာဏာရဲ့ဝတ်ဆိုတာပြင်ပကကြည့်ရင်အားကြောက်ပဲကောင်းပေမဲ့နောက်ွယ်မှာကြတော့တိုင်းသူပြည်သားတို့ရဲ့စနစ်တကျဖိနှိပ်ခံရမှုနဲ့ဒုက္ခများစွာကိုရင်းနှီးထားရတာဖြစ်ပါတယ်စစ်မှန်တဲ့ခေါင်းဆောင်မှုနဲ့တာဝန်ဆိုတာအထက်တန်းစားဖက်ရှင်နဲ့စီးစိမ်ဥစ္စာတွေမှမဟုတ်ပဲပြည်သူတို့ရဲ့လူနေမှုဘဝတိုးတက်အောင်စာနာစိတ်နဲ့ဆောင်ရွက်ပေးခြင်းပေါ်တွေမှာမူတည်ပါတယ်မိတ်ဆွေတို့ကရောဘယ်လိုမြင်ပါသလဲကင်ဂျူအေးဟာနောက်တစ်ချိန်မှာမြောက်ကိုရီးယားနိုင်ငံရဲ့အာဏာရှင်တောင်ဖြစ်လာမှာလားဒါမှမဟုတ်သူ့ရဲ့အတော်ဖြစ်သူကင်ယွန်းဂျုံဖြစ်လာမလားဆိုတာဆွေးနွေးပြသွားကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်